မျိုးတွေအလုံးတာလီဆက်ပါဒီကိုကတော့ညီမလေးတို့တင်းသက်ဆွေရွှေနာဆိုင်ရင်နောက်ွယ်ကနေရခိုင်လိုကိုအထေတွေကိုအဓိကလုပ်ပေးနေတဲ့ဗဒိန်လုပ်တဲ့အကိုပြဖြစ်ပါရဲ့ရှင်အကိုရဲ့နာမည်လေးနဲ့ဇာတိလေးကိုပါအမျိုးတွေသိအောင်ပြပြပေးပါအောင်ရှင်တာလီဆော့ပါကျွန်တော်နာမည်ကတော့မောင်လူကြီးဖြစ်ပါတယ်ကျွန်တော်ရဲ့ဇာတိကတော့ရခိုင်ပြည်နယ်တန်တဲ့မြို့ပါအကိုလောက်ထားတဲ့လိုကိုပစ္စည်းတွေထဲမှာဒီရခိုင်လူမျိုးတွေတန်မိုးထားရတဲ့ဗျာလာရုပ်ကိုလောက်ရတဲ့ခိုင်စားရှစ်လေးကိုပါအမျိုးတွေသိအောင်ပြပြပေးပါအောင်ရှင်ကျွန်တော်ဒီပြာလာကိုလောက်ရမယ့်အချိန်မှာတော့ဝမ်းသာပီတိဖြစ်မိပါတယ်ဒါပေမဲ့စိုးရင်ပူမှန်မှုတွေလည်းရှိပါတယ်ပြီးတော့ကျွန်တော်အချိန်အများကြီးယူခဲ့ရပါတယ်နောက်ဆုံးဒီပြာလာကိုလုပ်ပြီးတော့တဲ့အချိန်မှာကျွန်တော်အရင်အောင်ဝမ်းသာမိပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်းရခိုင်လူမျိုးဖြစ်တဲ့အတွက်ရခိုင်လူမျိုးတွေရဲ့တန်မိုးထားရတဲ့ဒီပြာလာရုပ်ကိုကျွန်တော်ကိုယ်တိုင်အသေးစိတ်ပုံဖော်ပြီးလုပ်ခွင့်ရတဲ့အတွက်အရင်ကိုပီတိဖြစ်မိပါတယ်ကိုယ်ရခိုင်လူမျိုးတွေလည်းဒီပြာလာရုပ်ကိုတန်မိုးထားဖို့ညှော်လင့်ပါတယ်